အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုင်မှာဝီကိုကားတစ်စီးတိုင်ပင်ကျိုးလာလဲလို့ကျွန်တော်ဗီဒီယိုရိုက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဝီကိုကားရဲ့တိုင်ပင်ကျိုးအမှတ်သားတွေကိုမသိသေးတဲ့ကျွန်တော်ညီကိုတွေတစ်ချက်ပြပြပေးမယ်ဒါပေါ့နော်သူကအပေါ်မှာတစ်ချက်ရှိမယ်တိုင်ပင်ကျိုးကတော့ပြီးတော့အောက်မှာတဲ့တစ်ချက်ရှိအောင်မယ်အောက်မှာတစ်ချက်ရှိအောင်မယ်သူကဝီကိုကားရဲ့တိုင်ပင်ကျိုးကနှစ်ချက်ပဲရှိတာပေါ့နော်တခြားကားတွေနဲ့ရှင်တော့သူကရန်ဇာကားတဲ့ထဲရန်လွယ်ပါတယ်ဝီကိုကားအများစုကသူတို့သတ်မှတ်ထားတဲ့တိုင်ပင်ကျိုးရဲ့သက်တမ်းကကီလိုတစ်သိန်းသတ်မှတ်ထားတဲ့တသိန်းပြည့်နဲ့စီးရဲ့တိုင်ခွက်ထဲကို deep ပြုတ်ရှို့ပြီးချက်မီးလင်းလာတာပေါ့နော်ချက်မီးလင်းလာပြီးဆိုရင်တိုင်ပင်ကျိုးလဲလဲရမယ့်အချိန်ရောက်ပြီလို့သူကချက်ပေးတာပေါ့နော်ဒီလိုမလဲပဲဆက်သုံးနေရင်တိုင်ပင်ကျိုးပြတ်သွားခဲ့ရင်မတော်တဆပါတော့မတော်တဆတိုင်ပင်ကျိုးပြတ်သွားခဲ့ရင်အင်ဂျင်တစ်လုံးဖြုတ်ပြီးပြုပြင်ရနိုင်ပါတယ်ဒါအရင်ရေးကြည့်ရပေါ့နော်တကယ်တော့ကျွန်တော်ရဲ့ကိုမရှိတယ်လေကိုကဝီကိုကားစီးနေရင်ကိုရဲ့ကားဆက်နိုးလာပြီဆိုရင်ကိုရဲ့တိုင်ခွဲထဲမှာဒီပြုတ်ဆိုပြီးမီးချက်မီးလင်းလာပြီလားတကယ်လို့လင်းလာပြီဆိုရင်အဲ့ဒါကိုရဲ့တိုင်ပင်ကျိုးကလဲရမယ့်ချိန်ရောက်ပြီလို့သူကချက်ပြီးတာပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကလည်းလောက်ပဲဖြစ်ပါတယ်